မောင်မိုက်နေရဲ့ညာမိုးကောင်းကကြီးပေါ်မှာလင်းလန့်နေတဲ့ကျယ်တွေတဲကတပွင့်ဟာတာမန်ကျယ်တပွင့်လို့ထင်ရပေမဲ့သူမှလျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်ဒီကျယ်ဟာကျွန်တော်တို့ကဘာကနေအလင်းနဲ့18နဲ့အကွာမှာပဲရှိနေတာပါဒီအကွာဝေးကြီးဟာကျွန်တော်တို့မျက်လုံးနဲ့မြင်လို့မရနိုင်တဲ့ဒီနေ့မှာတော့ဒီနေရာဟာလူသားတွေရဲ့အိမ်သစ်တစ်ခုဖြစ်လာနိုင်ခြင်းရှိပါတယ်ဘာကြောင့်လဲဆိုတော့သူ့မှာတက်ရှိဘဝအတွက်မရှိမဖြစ်လိုအပ်တဲ့အရာအလုံးရှိနေလို့ပါပဲဒေဗန်ပညာရှင်တွေဟာဒီကျယ်ကို GJ251 လို့ခေါ်ပြီးသူ့ရဲ့ဂျိုကိုတော့ GJ251C လို့အမည်ပေးထားကြပါတယ်ဒါဟာစူပါကဘာလို့ခေါ်တဲ့ဂျိုမျိုးစားထဲမှာပါဝင်နေပါတယ်စူပါကဘာဆိုတဲ့စကားလုံးကိုကြားလိုက်တဲ့အခါစူပါဟီးရိုးတွေနေထိုင်တဲ့ကဘာတစ်ခုလို့မြင်အောင်မိမယ်ထင်ပါတယ်တကယ်တော့ဒီလိုမဟုတ်ပါဘူးဒီဂျိုတွေဟာကဘာတဲ့ပုံမကြီးမားတဲ့ဂျိုတွေသာဖြစ်ပြီးကျွန်တော်တို့ရဲ့ကဘာမြေနဲ့နက်ဘလွန်းလိုဓာတ်ငွေကျယ်ကြီးတွေကြားကနေရာတစ်ခုမှာတည်ရှိနေတာပါဒီဂျိုရဲ့ထူးခြားချက်ကဒေဗန်ပညာရှင်တွေဂိုတီလွတ်ဇွန်းလို့ခေါ်တဲ့နေရာမှာအတိအကျတည်ရှိနေတာပါပဲဒီနေရာဟာသူ့ရဲ့ကျယ်နဲ့အကွာဝေးအပြင်မပူလွတ်မအေးလွန်းတဲ့အကောင်းဆုံးနေရာမှာရှိနေပါတယ်ဒီလိုများတာမှုဟာရေကိုအကြီးအနေနဲ့တည်စေဖို့အတွက်အရေးပါနေပါတယ်ရေရှိမှသာတက်ရှိဖို့အစတင်ပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ်ဒေဗန်ပညာရှင်တွေဟာစူပါကဘာအသစ်တစ်ခုကိုတွေးရှိတဲ့အခါတိုင်းပထမဆုံးစစ်ကြည့်တဲ့အရာဟာဒီဂျိုဟာကဘာမြေလိုကြောက်သားပုံစံလားဒါမှမဟုတ်နက်ဘလွန်းလိုဓာတ်ငွေအလုံးကြီးလားဆိုတာပါပဲအကြောင်းကတော့ယနေ့ထိတိုင်းတက်ရှိဘွားကိုထောက်ပံ့ပေးနိုင်တဲ့ကြောက်သားဂျိုလို့ကျွန်တော်ကဘာမြေတစ်ခုတည်းသာရှိနေပါတယ်ဒုတိယအချက်အနေနဲ့စစ်ဆေးတာကတော့အဲဒီဂျိုမှာရေတည်ရှိနိုင်သလားဆိုတာပါပဲဘာကြောင့်လဲဆိုတော့ရေဟာတက်ရှိဘွားအတွက်အဓိကကျတဲ့ပါဝင်ပစ္စည်းဖြစ်လို့ပါပဲဒီလိုတခြားတဲ့အချက်နှစ်ချက်စလုံးနဲ့ကိုက်ညီမှုရှိတဲ့ဂျိုတစ်ခုကိုရှာဖွေတွေ့ရှိခြင်းဟာတိတ်ကိုရှားပါလွန်းပါတယ်ယနေ့ထိတိုင်းတွေ့ရှိထားတဲ့နေဆက်ကြဝဠာပြင်မဂျိုပေါင်းထောင်တောင်းမကရှိနေပေမဲ့ဒီလိုမျှတာပြည့်စုံတဲ့နေရာလေးကိုထိမိသူဂျိုကတော့ရေတွက်လို့ရအောင်ကိုနေပါလွန်းလာပါတယ်ဒါကြောင့်မို့လို့နက်ကဗေဒပညာရှင်တွေဟာ GJ251C ဟာဒီဂျိုတွေတဲကအခုဖြစ်နိုင်တယ်ဆိုတာကိုသိလိုက်ရပါတယ်ပြီးတော့ဒီဂျိုဟာကျွန်တော်စီကအလင်းနဲ့18နဲ့အကွာမှာပဲရှိနေပါတယ်ဒီဂျိုရဲ့ကျယ်ဖြစ်တဲ့ GJ251 ဟာအနီအောင်ကျယ်မှုတစ်ခုဖြစ်ပြီးကျွန်တော်ရဲ့နေထက်ကို3ပုံတစ်ပုံလောက်သာရှိတဲ့လိမ်ငယ်ပြီးအေးမြတဲ့ကျယ်တစ်ခုပါအနီအောင်ကျယ်မှုတွေဟာအပူအလွန်လောက်မထုတ်လွန်နိုင်တဲ့အတွက်သူတို့ရဲ့ဂရီလော့ဇွန်းတွေဟာကျဲနဲ့ပုံမနီးကပ်စွာရှိနေတတ်ကြပါတယ်ဒါဟာဂျိုတွေကိုရှာဖွေတွေ့ရှိဖို့ပုံမလွယ်ကူစေပါတယ်သူတို့တွေဟာပုံမမြန်ဆန်စွာလက်ပတ်တတ်ကြပြီးဒေဗန်ပညာရှင်တွေအနေနဲ့သူတို့ရဲ့ပတ်လန်းချောင်းပုံစံတွေကိုပုံမလွယ်ကူစွာရယူနိုင်ကြပါတယ်ဒါပေမဲ့နောက်ထပ်အချက်တစ်ချက်ကိုပြောပြမယ် GJ251C ပေါ်မှာဒါမှမဟုတ်စူပါကဘာတစ်ခုပေါ်မှာနောက်ထပ်ရင်ကျင်းမှုတစ်ခုခုရှိနေခဲ့ရင်တောင်သူတို့တွေဟာအိမ်ထဲမှာပဲပိတ်မိနေတယ်ဆိုတာကျွန်တော်အာမခံပါတယ်လေးလာမှုအသစ်တစ်ခုအရာသူတို့ရဲ့ခင်မိတဲ့နည်းပညာတွေရှိပေမဲ့ကဘာမီပေါ်ကိုထွက်ဖို့ဆိုတာသူတို့အတွက်အရန်ကိုခက်ခဲတဲ့ကိစ္စဖြစ်နေမယ်လို့ဆိုပါတယ်ကျွန်တော်ဆိုလိုတာကအရန်ကြီးမရှုပ်ထွေးပါဘူးအဓိကပြဿနာကကဘာမြေဆွဲအားပါပဲဒါဟာလုံးဝကြီးပြောစရာကောင်းတဲ့အရာမဟုတ်ပါဘူးအကြောင်းကစူပါကဘာတွေမှာကျွန်တော်တို့ရဲ့ကဘာထက်ပိုကြီးပြီးပိုလေးလံကြပါတယ်ရလက်အနေနဲ့သူတို့ရဲ့ကဘာမြေဆွဲအားဟာပုံမပြင်းထန်စွာဆွဲငင်ကြပါတယ်ကဘာမြေဆွဲအားတက်သွားတာနဲ့အမျှလောင်စာစီအတွက်ကုန်ကျစရိတ်ကလည်းတက်သွားမှာပါပဲဒီလိုကဘာကနေဒုံးမြန်ပြစ်လွတ်တာဟာကဘာပေါ်ကထက်စားပေါင်းများစွာပိုးရဲ့လောင်စာစီတွေလိုအပ်ပါလိမ့်မယ်ကဘာမြေရဲ့အချင်းဝတ်ထက်နှစ်ဆလောက်ရှိတဲ့ဂျိုတစ်ခုပေါ်မှာတက်ထူဟာကျွန်တော်တို့ကဘာရဲ့ထက်ထူတဲ့ဆယ်ဆအထိမြင့်တက်နိုင်ပါတယ်ဆိုလိုတာကကဘာမြေဆွဲအားဟာကဘာပေါ်မှာကျွန်တော်တို့ခံစားရတာထက်နှစ်ဆပိုပြီးပြင်းထန်နိုင်ပါတယ်အဲဒီမှာရက်နေုံနဲ့150ပေါင်အစား300ပေါင်လေးလံတယ်လို့စဉ်းစားကြည့်ပါအခုဒီကဘာမြေဆွဲအားအပူဟာအကုန်လုံးဆိုးတာတော့မဟုတ်သေးပါဘူးဒါဟာပိုထူတဲ့လေထုကိုထိမ့်သိမ်းထားနိုင်ပြီးအာကာသရောင်ခြည်တွေနဲ့ရောင်ခြည်တွေကနေပုံမကာကွယ်ပြီးနိုင်တယ်လို့ဆိုလိုတာပါဒါဟာမိနစ်တိုင်းရောင်ခြည်ထိမှာကိုစိုးရင်စရာမလိုပဲစင်ကဲပြောင်းလဲဖို့စူးစမ်းနေတဲ့ပုံမတစ်ခုအတွက်ဆိုရင်တရင်ကောင်းတစ်ခုပါပဲပိုထူတဲ့လေထုဟာအပူချိန်ကိုထိန်းညှိရမှာကူညီနိုင်တယ်လို့ပုံမရှုပ်ထွေးရဲ့ရာသီဥတုစနစ်တွေကိုတောင်ထောက်ပံ့ပေးနိုင်ပါတယ်ဒီတော့ဘဝစတင်ဖို့အတွက်ဆိုရင်ဒါဟာကြီးမားတဲ့သဘောတူညီမှုတစ်ခုပါပဲဒါပေမဲ့ဒုံးမြန်နေတိဆောက်ရမှာကြတော့ဒါဟာလုံးဝကြီးအိမ်မက်ဆိုးတစ်ခုပါပဲလေထုကိုထိန်းသိမ်းထားတဲ့ဒီကဘာမြေဆွဲအားဟာအတူတူပဲဖြစ်ပါတယ်အရာအလုံးကိုဆွဲချပါလိမ့်မယ်ဥပမာကဘာမြေရဲ့အချင်းဝက်1.80ခွင်စားနဲ့ဓာတ်ထု9.ခွင်စားရှိတဲ့စူပါကဘာတစ်ခုဖြစ်တဲ့ကီဘယ်လာ 20B ကိုကြည့်ရအောင်ပါအဲ့ဒီမှာတန်ချိန်တန်ကားတီးတီးလေးတစ်စီးရဲ့အလေးချိန်လောက်ရှိတယ်ကားတီးတီးလေးတစ်စီးရဲ့အလေးချိန်ကိုလွတ်တင်ဖို့စူးစမ်းနေတဲ့ဓာတ်ထုဒုံးမြန်တစ်စီးဟာစစ်တန်9ရဲ့3ဆအရွယ်လောက်ရှိရပါမယ်ဒါကတော့အခုတိဆောက်ထားတဲ့အကြီးဆုံးဒုံးမြန်ဖြစ်ပြီးလကဘာပေါ်ကိုတန်ချိန်45သဲဆောင်သွားနိုင်ပါတယ်ကျွန်တော်တို့မှန်းဆထားတဲ့စူပါကဘာမှာနေထိုင်သူတွေဟာအာကာသခရီးသွားဖို့အိမ်မက်မက်တဲ့အဆင့်ရောက်ရင်တောင်လိမ္မာပါးနဲ့နေခဲ့ရင်တောင်အာကာသခရီးသွားဖို့အိမ်မက်မက်တဲ့အဆင့်ရောက်အောင်လိမ္မာပါးနဲ့နေရင်တောင်သူတို့ဟာကဘာမြေဆွဲအားဆိုင်ရာပြဿနာတွေနဲ့ချက်ချင်းဆိုသလိုရင်ဆိုင်ရပါလိမ့်မယ်ဟုတ်ပါတယ်သူတို့တွေဟာကဘာမြေဆွဲအားရဲ့ဖြည့်ဆည်းမှုအနေငယ်ကိုရှော့ချဖို့သူတို့ရဲ့ဒုံးမြန်လွတ်တင်ရကုန်းတွေကိုတောင်တွေအမြင့်ပေါ်မှာတိဆောက်ဖို့ကြိုးစားကောင်းကြိုးစားကြပါမယ်ဒါပေမဲ့ဂျိုကြီးရဲ့ပေါ်မှာတော့တောင်တွေဟာမြင့်မားအောင်မပေါက်နိုင်ပါဘူးကြီးမားတဲ့ကဘာမြေဆွဲအားဟာကောင်းငင်အထိပြင့်တက်ခွင့်မရှိခင်သူတို့ကိုပြားချက်သွားအောင်ဖိချေလိုက်ပါတယ်ဒီတော့ကျွန်တော်တို့ရဲ့တနာစရာကောင်းတဲ့စူပါကဘာအင်ဂျင်နီယာတွေဟာပါလွာတဲ့လေထုနဲ့ပုံမနီးကပ်စေဖို့ကြီးမားတဲ့လူလုဒုံးမြန်လွတ်တင်ရမျှော်စင်တွေကိုတိဆောက်ဖို့လိုအပ်ပါလိမ့်မယ်သူတို့မှာလေရင်တွေဒါမှမဟုတ်ရဲအင်ဂျင်တွေလို့ပြန်တန်းတဲ့နည်းပညာတွေရှိခဲ့မယ်ဆိုရင်သူတို့ဟာသူတို့ရဲ့ဒုံးမြန်တွေကိုအရင်ပြန်တန်းခိုင်းပြီးလေထဲမှာအင်ဂျင်တွေကိုစတင်ဖို့ကြိုးစားကောင်းကြိုးစားကြပါလိမ့်မယ်ကျွန်တော်တို့ဟာလေထဲကနေဒုံးမြန်လွတ်ပစ်တာမျိုးနဲ့ကဘာပေါ်မှာတော့တစ်စိတ်တစ်ပိုင်းချင်းကန်နေပါပြီဒါပေမဲ့ဂျိုကရေကဘာတစ်ခုဖြစ်နေခဲ့ရင်တော့စူပါကဘာအများကြီးဟာဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲဒီလိုဆိုရင်သူတို့ရဲ့လိမ္မာပါနေတဲ့မျိုးစိတ်တွေဟာကုန်းပေါ်မှာမနေတော့ပဲရေထဲမှာသာနေနိုင်ကြတော့မှာပါသူတို့ဟာယင်းနေတော်အင်ဂျင်နီယာတွေဒါမှမဟုတ်ဒုံးမြန်သိပ္ပံပညာရှင်တွေကင်းမွန်နေဖြစ်နိုင်ပါတယ်ရေအောက်ကဒုံးမြန်ပြစ်လွတ်တဲ့စူပါဒုံးမြန်ငယ်လိုမျိုးရေအောက်ကနေဒုံးမြန်ပြစ်လွတ်ဖို့ဖြစ်နိုင်ပါတယ်ဒါပေမဲ့ကြိုးစားအားထုတ်မှုအားလုံးနဲ့တောင်ယူဘဗေဒသဘောတရားကခက်ခဲနေစေပါကဘာမြေရဲ့ဓာတ်ထုတဲ့ဆယ်စားရှိတဲ့စူပါကဘာတစ်ခုအတွက်ဓာတ်ထုဒုံးမြန်တွေဟာမိပညာအရလှုပ်ဖြစ်နိုင်ပေမဲ့ကုန်ကျစရိတ်ကတော့ရေစရာကောင်းလောက်အောင်ည
ပြပါလိမ့်မယ်ဂျိုဘလန်တစ်ခုကိုရောက်ဖို့တင်မော်တစ်စီးအတွက်လောင်စာစီအရန်များလွန်းတဲ့အတွက်ဂျိုတစ်ခုလုံးရဲ့အတော်များများကိုသုံးစွဲရပါလိမ့်မယ်စူပါကဘာယဉ်ကျေးမှုအတွက်တကယ်ရွေးချယ်စရာကတော့နျူကလ িয়ার စွမ်းအင်သုံးဒုံးမြန်တွေဒါမှမဟုတ်ကျွန်တော်ရှာဖွေတွေ့ရှိထားတဲ့ဘယ်ရာထက်မဆိုပုံမခံကန့်တဲ့ပစ္စည်းတွေနဲ့လှုပ်ထားတဲ့အာကာသဓာတ်လေကားတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့ဒီရှင်မရောက်ခင်အထိအဲ့ဒီတရားတွေဟာမြေပြင်ပေါ်မှာပဲပိတ်မိနေပြီးဂျိုတုတွေအာကာသစကန်တွေစူပါကဘာအာကာသအေဂျင်စီတွေမရှိဘဲနေရပါလိမ့်မယ်ဒီတော့ကျွန်တော်တို့ရဲ့တယ်လီစကုပ်တွေကတက်ရှိပေါ်အရှင်သန်နိုင်တဲ့ကဘာအသစ်တွေကိုဆက်လက်ရှာဖွေနေသည့်ကျွန်တော်တို့ဟာသူတို့တွေရဲ့အပေါ်မှာရာသီဥတုဂျိုတွေလှည့်ပတ်နေမယ်လို့မျှော်လင့်ထားဖို့မလိုအပ်ပါဘူးစူပါကဘာတွေပေါ်မှာတက်ရှိပေါ်ရှိနေခဲ့မယ်ဆိုရင်သူတို့ဟာအကျယ်တွေကိုငေးကြည့်ရင်ကျွန်တော်တို့တစ်ခါကလောက်ခဲ့တယ်လို့မျိုးသူတို့ကိုသူတို့မေးခွန်းထုတ်နေကြမှာပါကျွန်တော်တို့တွေတကယ်တယောက်တည်းရှိနေတာလားဆိုတဲ့မေးခွန်းကိုပေါ့ဒါပေမဲ့သူတို့အတွက်တော့အဖြေကိုရှာဖွေဖို့ဆိုတာကျွန်တော်တို့ထပ်ပိုပြီးခက်ခဲနေပါလိမ့်မယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်